ကျွန်တော်ရဲ့ဒီနေ့မှာကျွန်တော်ပြောပြမယ့်ဟာကတော့ကျွန်တော်ရဲ့ကျွန်တော်လူးတဲ့ချိန်မှာဘယ်လိုပုံလို့ရဆိုင်ရကျွန်တော်တေးဘလုံးလိုက်လိုက်မယ်နော်ခဏလေးတော်ဘန်ဒလုံးရေးဆိုင်ဖို့အတွက်ဘယ်လိုကြိုးစားဘယ်လိုရောင်းကန်ဘယ်လိုထိုင်နေလောက်ရမလဲဆိုတော့ကျွန်တော်ကတင်ပေးမှာဖြစ်ပါတယ်ဘောလုံးကဘဲပြောက်သွားတယ်ဒီချာရွေးရတေးဘောနည်းနည်းပြော့နေတယ်ကျွန်တော်ဟိုထားတော့တွားရင်ထိုးရတယ်တော့ထိုးလိုက်ရတွားရင်ရောဇာကနာနဲ့ပြောတာတွားရင်ထိုးရတယ်ရောကုန်ပြီအဲ့ဒါထိုးတာမပေါက်ဘူးအသားထီပါဘလို့ရအောင်လို့တုတ်ပြန်ရမလဲဆိုတော့ကျွန်တော်ဒီမှာဒါတော့ကျွန်တော်ပေါ်တော့လေးဖြစ်ပါတယ်လိုက်ကြည့်လိုက်ကျွန်တော်တုတ်ပြန်ပြီးတင်ပေးတော့မှာဆိုတော့ကျွန်တော် live ပြီးတော့ကြည့်ပေးကြပါကိုနေတို့ပုံစံလေးတွေဖြစ်ချင်ဖြစ်သွားတယ်ဒါပေမဲ့သူတို့လည်းမခောက်တော့ဘူးပေါ့လိုက်တာ show ကြည့်လိုက်တော့ကျွန်တော်ဘောလုံးစကေးဘယ်လောက်ကောင်းလဲဆိုတော့ရှည်တွင်းကိုဖြတ်နေရတယ်ဒီမှာရေးရရှည်မလဲပဲထားဆောက်ဆူတာကျွန်တော်ထိပါဟဲ့ဘာလို့ကြိုင်လဲကျွန်တော်စားထိတော့နိုင်တော့လှိုက်နော်ဘာလို့ဆွဲတယ်တရားမဟုတ်ပါဘူးဒီမှာဒီလိုရိုက်နေတုတ်ပြန်နီးတွေနဲ့တင်ပြေးသွားမှာဖြစ်ပါတယ်လိုက်ကြည့်လိုက်အောင်ဒီမှာတော့တုတ်ပြန်နီးလေးတင်ပြေးသွားမယ့်ပုံစံဘောလုံးကိုအရင်ဆုံးမှာကျွန်တော်တို့ဒီပုံစံလေးထားတယ်ပြီးတော့ကျွန်တော်ဒီလိုမကွေ့နိုင်နဲ့လူကိုကျွန်တော်တို့လှည့်စားမှာတို့လှည့်ညာကျွန်တော်မျိုးလှည့်တို့လှည့်ဒီမလူချင်လှည့်အဲ့လိုလှည့်အဝေးတဲ့လူဆိုတော့ဂိုးမောင်ကြိုက်သွားလှည့်လိုက်ပေါ့ဟိုမှာနောက်တန်းနေဆင်းလာနိုင်မယ်လို့နော်ရှေ့တန်းတိုက်စစ်ကဆင်းလာတာလေတို့ဒီလိုတော့ဒီဘောလုံးနှစ်ဖက်စီတို့လှည့်ပြီးတော့ဒီဘက်ကိုကံမလို့နဲ့ဒီဘက်ကိုချွေးပလိုက်ပြီးတော့နောက်ပြီးဒီဘက်ကိုချွေးမလို့နဲ့ဒီဘက်ကိုချွေးပြီးတော့အဲ့လိုအရှုပ်တူရောဖုံးနဲ့ပိတ်ကန်လိုက်မယ်အဲ့လိုဆို9နိုင်ကျင်များပါတယ်ကျွန်တော်နီးလိုက်ကျူးကြီးလို့မရရင်ကျွန်တော် comment အောက်မှာဆဲသွားလို့ရတယ်နော်တကားပိတ်လိုက်မယ်တကားလေကွာကင်မရာတစ်ပေါက်ကိုင်လာတော့တကားပိတ်ရပေါ့ဘူးဒီမှာတကားလောက်ပြီးနေခဏလောက်ပြီးနိုင်ဝရကျွန်တော်ဒီတုတ်ပြန်နည်းလေးသုံးပေးရမယ်ပေါ့ကျွန်တော်ကန်လိုက်ဟို what the fuck အဲ့ what the fuck တကားပိတ်ပြီးတကားပိတ်ပြီးကျွန်တော်ပြန်လာမဆွဲတယ်ကျွန်တော်တို့ဒီဗီဒီယိုလေးအဆုံးတွေကျွန်တော်တို့ပုံမှာပဲလုပ်ပြလိုက်တော့ကျွန်တော်မြင်ကျွန်တော်ဆွနေပြီးတော့အဲတော့ကျွန်တော်တို့ရေတွေလည်းရှိတော့ကျွန်တော်စီခမ်းမှာပေါ့ပြန်တက်ပါပြီလာရှိုးလိုက်အောင်ဘောလုံးကို6ပေါ်တင်ပြီးတော့နည်းနည်းဖမ်းလိုက်ပါဒါတော့ပေါ်ပြန်နေတော့မှဆန်းပြမှာဖြစ်ပါတယ်လိုက်ရှိုးကြရတော့နော်ဘလောက်ကျွန်တော်ရဲ့ဘောလုံးစကေးဘလောက်ကောင်းလဲကျွန်တော်တယောက်ကိုလိုက်ခိုင်းကျွန်တော်တက်တည်ပြအောင်နော်မိမဗီဒီယိုလေးရိုက်ပြီလားဟဲ့ဘယ်လိုလေးရိုက်တယ်ငါလှုပ်ထားအဲ့လိုမျိုးဆိုငါရိုက်ပေးတယ်နော်
ဟိုဘက်ဟိုဘက်လေဟာကျွန်တော်ဒီခါကျွန်တော်မျက်နှာအားပြရင်ပြန်လာတယ်ကြည့်လားတုံးပြန်တော့အရေးကြီးတယ်လူကြီးအတွက်ကဘယ်လိုလဲအဲ့လိုလေကြာနေမှာဒီလိုလေးလုပ်ပြရတယ်နော်လူကြီးသားကြီးဆိုလည်းတော့ဒီလိုကြောင်းလေဒီလိုကိုမမလို့ရမှာပေါ့ကိုပြောတရားကိုပတ်စင်ပေးလိုက်တရားလူမရှိဘူးဆိုတော့ကိုကပတ်စင်ပေးရမှာပေါ့တိုင်ကိုလည်းဘေးနာတောက်ဖို့ဖိတ်ကန်ပြီးတော့တိုက်စစ်ကဟိုဘက်မှာဆိုရင်အဲ့တော့ကိုမြဲသွားပြီးတိုက်စစ်ကမူးနေပြီးတော့အလေဘေးကိုကိုပြီးတော့ကိုသမပေါင်သားသွင်းလိုက်ရင်လည်းကိုးနိုင်တယ်ကျွန်တော်ဒီဟာလေးကိုရှင်းပြရတယ်ကျွန်တော်လည်းဆရာကြီးမဟုတ်ပါနဲ့ကျွန်တော်တကယ်ချင်းနေ3လက်ကွက်နဲ့ကျွန်တော်3လက်ကဘယ်လောက်กว่าလဲဆိုတော့ကျွန်တော်သက်တည်ပြသွားတယ်လိုက်ကြည့်လိုက်ကျွန်တော်ခုနပြနေတော့အစီအစဉ်ပုံကြအောင်ဟုတ်ကဲ့ရလိုက်ဘူးပါတယ်အဲ့လိုလေးသုံးပြီးသွားပြီเนาะကျွန်တော်တေးချကိုးနိုင်နေတယ်ဒါပေမဲ့မကန်တဲ့သူကတော့လုံးဝမကိုးနိုင်ပဲလေတေးချနားထောင်တဲ့သူကကိုးနိုင်ပါမယ်အားလုံးတက်တာပါ